ခင်ဖုံးသက်ဝေဂလာရီရှင်မင်းဆိုတာဆန္ဒရှိရာကိုပြောနိုင်တဲ့နေရာလို့ကျွန်တော်ထင်ခဲ့တယ်။နေ့ချာချာအိပ်ပါခင်ဖုံးသက်ဝေအဖိုးတန်ကျဲလေးတစ်လုံးကျွန်တော်ထွန်းထားရပါတယ်။ညဆောင်တွေနဲ့ပလင်တော့မပျော်ပဲရဲပြနေရတဲ့တိတ်တအုပ်ပြိုင်းတအုပ်မြူတအုပ်စီးပြေစားတင်မောကြီးတွေကမြစ်လယ်မှာတရွေ့ရွေ့ပြန်တွေ့ကြဖို့အစီအစဉ်သည်ရှိ၏မရှိ၏ဘာမှမရခဲ့ပါဘူးဘာမှမရခဲ့လို့သာကြပြဆရာဖြစ်နေတာလေတခုခုရလိုက်ဖို့ရင်တခြားလူဖြစ်သွားတော့မှာပေါ့ခင်ဖုံးသက်ဝေရဲ့အဲ့ဒီလိုနဲ့ပဲကိုပန်းမှုကိုရွှက်လို့တိုင်းဘေးရာပင်လေးမိုက်မိုက်မဲမဲထွက်ခွာသွားပါပြီဒါမှနဲ့စင်အဲ့ဒီလမ်းမှာခင်းထားပါတယ်လေမြစ်ကလက်မခံတော့ရင်ကမ်းမတင်မယ်ဘယ်ကမ်းမှလက်မခံတော့ရင်ရောတဲ့တောင်ပင်လေကိုမျောလို့သစ္စာပန်းတွေသာလူပေးခွဲတလဲသီးတွေဝယ်ရင်းနဲ့မှဘူအောင်ကျော်လန်းကခိုရီတိတ်ညွှဲတတ်ကြတာသိတယ်မုန်းစရာကြီးနော်ခင်ဖုံးသက်ဝေဒီကြောင့်ထရက်နဲ့မစ္စတာရှိကိုမစ်ကောပို့မယ်အချစ်တဲ့ဒေါ်လာဈေးတွေကျော်လာကြောင်းမနစ်ကတမမရိတ်ကိုပဲမဟုတ်လားအညာသားလေးရောက်နေရခိုင်မုံဒီရဲ့ရှေးရတယ်နော်ခင်ဖုံးသက်ဝေကျွန်တော်ကလေကျွန်တော်ပါပဲကြင်မြင်တောင်းမြင်ခင်ဖုံးသက်ဝေကိုပဲတိုင်မိချင်နေမိတယ်ကမ်းနားလမ်းကိုပြန်တာပဲကောင်းပါပါလှိုင်းစကားလေစကားမှာကျွန်တော်လွမ်းချောင်းကြားပါရလားခင်ဖုံးသက်ဝေစရင်ကြီးဆောင်တဲ့တစ္ဆာတီအဲ့ဒီခင်ဝမ်းသရှင်တွေဖွင့်တတ်တဲ့လက်ဖက်ရည်ဆိုင်လေးကိုမြောက်ဖြစ်တော့တာကြာပြီခုနောက်ပိုင်းစီးကရက်တစ်စိမ့်တစ်တွေတောက်ဖြစ်တယ်။တရင်ခန်းစီအနီးရရင်လဲရှောင်းပင်းရဲ့ I am Sun ကိုပြန်ကြည့်နေတယ်။တင်ဦးလေးပြေမောင်ကိုစီတချင်းကို new version လုပ်ကြည့်။မျော်လင့်ချက်တန်တရားပါလေးဆိုတဲ့တကြောင်မှာဒီတစ်ချက်တင်းနေတယ်။စင်ရော်ရီတွေ့တော့တွေ့ပါရဲ့ကျွန်တော်မဖြူစင်ကျွန်တော်ကိုခင်ဖုံးသက်ဝေမိအောင်လေးပေါ်ဦးဝေးမှာတယောက်ယောက်ကိုလောင်နေတာဖြစ်မယ်။လာတာလိုက်တာလို့တယောက်တည်းပြောနေရတဲ့ဒုက္ခကိုတော့မုန်းလာတယ်။ကျွန်တော်လက်နိုးလာတော့တန်ချောင်းခောက်တန်17ချက်ကြားရတယ်။4 နာရီကိုဘသူထိုးသွားခဲ့ပါလိမ့်ကွယ်။ပြန်လို့မဖြစ်တော့ဘူးလေ။ MPT message တွေဝင်လာတယ်။ကျွန်တော်တို့နှစ်ယောက်လုံးမုန်းတာတွေကခုထိဆက်ဖြစ်နေကြတာခက်တယ်။တန်တရားနဲ့ကျွန်တော်နဲ့နှစ်ပေါက်တစ်ပေါက်ရိုက်ထားတာပြောပြရအောင်မယ်မပြက်ပြရစီနဲ့မပြက်ပြရစီနဲ့လို့ပေါ့ကြားရလားခင်ဖုံးသက်ဝေတနခါမလေးတစ်ခက်ခိုင်ထူးရဲ့ဝေးကွာခြင်းကတို့အတွင်းမှာတန်လေးတွေကိုမမောင်းလိုက်နဲ့တော့လို့ရွှတ်ပြခဲ့ဘူးရဲ့မိကောက်ရဲ့တည်တန်းစာကြပြတစ်ပိုင်းဘာမှပြန်အမ်းစရာမလိုပါဘူးလိပ်ပြရင်တိုးလေးတစ်ခုတောင်ပြန်မအမ်းပါနဲ့ဆက်ညက်လေးတစ်ချောင်းတောင်မှပြန်မအမ်းခဲ့ပါနဲ့အနံဆူဆူလက်သေးဖြက်စီတပလင်းလော်ရဲနှခမ်းနီယာထင်ချင်ရတဲ့တစ်ခွတစိတ်တ िश ူလေးရတရွက်ဘာမှပြန်မအမ်းလိုက်ပါနဲ့ခင်ဖုံးသက်ဝေတရားတက်ကြီးသာပြေးချခဲ့တာပါစကထားလေးဝက်ကြည့်မယ်နော်ခင်ဖုံးသက်ဝေရေကန်လေးမှာကြာပန်းနှစ်ပွင့်မင်းမလာလေးက၄ယောက်ဖြစ်နေတဲ့ဘလို့ပန်ကြမှာလဲကွယ်ပန်းပေးပြီလားခင်ဖုံးသက်ဝေပြီးတဲ့ပန်းကိုပေါင်းလိုက်တော့သုံးခွင့်ပြည့်သွားတာပေါ့နော်ခင်ဖုံးသက်ဝေဟာပန်းပန်းစရာမှမလိုတော့ကွယ်လျက်ပန်းလျက်မိုးလွမ်းညွတ်ပြိုးသည်တင်ကိုးချွင်လွင်စောတော်ဤလိုနဲ့ရှင်တော်လိုလဲဘာဖြစ်တယ်ညာဖြစ်တယ်ပလီစီ6ချက်နဲ့နေတိုင်လတိုင်ကျွန်တော်မပြောရဘူးခင်ဖုံးသက်ဝေကြောခိုင်းလုံးမှာခြေဆယ်လက်မပြေခင်အရှင်နေရာကနည်းနည်းနားလာတယ်ရှော့နှစ်ပတ်ခင်ဖုံးသက်ဝေတစ်ခွက်ရောပေးပါညီလေးမို့ကစုံကိုခင်ဖုံးသက်ဝေစိတ်ကောက်တယ်လို့ဘောက်ဆက်လေးကြော်ပေးကွာခယူစီရှော်ရီခင်ဖုံးသက်ဝေကမချွဲရဘူးမိဟီရလဲကွာခင်ဖုံးသက်ဝေမျက်စောင်းလို့မချိုပါလားနန္ဒမေအိုးကွာညီလေးရဲ့ကြက်သွန်ပြူလေးပါထဲတရက်လေးဖွေးကနေပေါ့စီကရက်တပွဲချဘီယမနဲ့စင်းနေရဘူးခင်ဖုံးသက်ဝေများပေါက်ပေးကွာအော်အရှိကောင်းခင်မှာမိုးရီညို့ပြီလားတစောင်းတစ်ပါတော့မယ်ခင်ဖုံးသက်ဝေတက်ကြောငှက်လေးတွေတောင်ခ
ခုတလောစောင်းခုကြတော့မယ်အဲ့ဒီတနက်ကကြည်စံမှာကျွန်တော်လိပ်စာပါတယ်မို့လားတီတီတက်တက်ဖိတ်စာမှာပုံညက်ပြီးချင်ရင်အိမ်နံပါတ်ကပုတ်ခင်ကွယ်လုံးနဲ့ခုနေကြပြားနဲ့တဲတဲလို့ချစ်တဲ့သူများရိတ်တာတောကမျိုးတော့မှတ်မိပါတယ်နော်ခင်ဗျုံတော်ဝေတမီးမြေကျွမ်းလောင်ခြင်းမှတ်တိုင်မှာဆင်းဖို့အားလုံးကိုပြောပြကွယ်တစ်ချက်တည်းနဲ့တေအောင်ပြည့်စေချင်ပါတယ်ကျွန်တော်ရက်လိုက်ပါတော့မယ်ငှက်လေးတစ်ကောင်ဖြစ်ပြရစီလို့ကျွန်တော်ဆုတောင်းပြီးတဲ့အခါအားလုံးရက်လိုက်ပါတော့မယ်ရက်ဆက်ယူရစွာတစ်ချက်တည်းပြပါခင်ဗျုံတော်ဝေနတ်ပြည်ပနတ်ထက်မှာတွေ့ကျွန်တော်တို့မမေ့ကြကြည်လီနော်ရန်ကုန်စိတ်ကိုလည်းတတိယပါတီတာဦးကိုလည်းတတိယပါကန်တင်းရမမကြီးဆန်ကိုလည်းတတိယပါတိန်တော်ကြီးနဲ့ငဝန်စိတ်ကန်တပြေတန်းနဲ့ယူကလစ်ပင်ရွှေမြင်းတဲ့မှာတောင်းတဲ့စုမှန်သမျှကိုနိုင်ပါခင်မုံတော်ဝေကောင်းသောမနဲ့ခင်ပါဆိုတာကိုတော့မနဲ့ဖြန်မနဲ့မှာညနေစိန်ခုပြလေးတကောင်လာပြောပါလိမ့်မယ်သူ့ကိုမောင်းမထုတ်လိုက်နဲ့နော်ခင်မုံတော်ဝေကောင်းရမွန်ရရောက်ပါစေကျမ်းမာပါစေချမ်းမြေပါစေကျွန်တော်တော့မရေးပါ